အခုခဏဒါခုနလောင်းပြီးသားဟာဟိုဒါကိုရင်းပြီးကျွေးမှာရင်းပြီးဆို nitric acid အဲ့ဒါကျွေးမှာnitric acid ကိုလက်တလုံးတော့မြုပ်နေတာထည့်ဒီမှာတော့ဒီပုံဆောင်နေပုံဆောင်နေပဝင်းနေမှာထောင်းနိုင်နေပါတယ်အဲ့လိုလုပ်တာပေါ့နော်ဒီပရမတ်တီကျွေးတာအမှုပြောက်သွားအောင်ကျွေးတာတရေချရင်ပြန်ရိုက်ကြပါမယ်နော်